ဒါအချစ်လားဆိုတဲ့တခြင်းလေးရဲ့ tutorial လေးကိုညီမလေးတော့ကမှတ်မှာမေးထားလို့ပေါ့နော်အခုဒီရဲ့ key ကတော့ key စီနဲ့တီးထားတာပါ finger picking ကကြတော့အောက်ကဒီ3ကျိုးကိုပေါ့နော်1 and 2 and 3 and 4 and 1 and 2 and 3 and 4 and ပုံစံမျိုးလေးနဲ့တီးထားပေါ့ဒီ figure picking style လေးတွေကကြတော့ဆရာဇူလူရဲ့ YouTube tutorials တွေကနေတင်ထားပါတော့ဆရာရဲ့ channel လေးကိုလည်းဒီမှာ mention ပေးထားမယ်ပေါ့နော်အမလေးလာနေတော့ဖြစ်တဲ့အတွက်ကြောင့်မလို့အမလေးတွေပါလို့ရှိရင်လည်းနားလည်ပြီးစီချင်နေပေါ့နော်ပြီးတော့ course စာရွက်လေးကိုလည်းဒီဘက်နားလေးမှာပြပေးထားမယ်ပေါ့နော်တော်တော်များများ course တွေကို TikTok တို့ Facebook တို့ Telegram တို့ကရှာကြည့်ရများပါတယ်အဲ့တော့ဒီ star တွေကဒီလိုလေးပေါ့နော်ကော်လေးကိုကြည့်ပြီးတော့တီးသွားတာပေါ့နော်โอเคဆိုရင်နောက် tutorial တွေတင်ပြရင်ပြန်တွေ့ပါမယ်